မင်္ဂလာပါခင်ဗျာအပင်ကန်တော့မဟုတ်ပါဘူးเนาะငါးကန်ထဲမှာဒီလိုမျိုးလေးအပင်လေးတစ်ပင်ပဲထည့်ချင်တာပါခုလိုမျိုးငါးကန်ထဲကိုအပင်လေးထည့်လိုက်လို့ရှိရင်အပင်ကမခံမဲပြီးတည်သွားတယ်ဘာဖြစ်လို့လဲတည်ရတဲ့များရှိရင်ပြောပြပါလားဒီအပင်ကရေကမုန်းခေါ်လာတယ်ဒီအပင်ကိုပဲတည်သွားတဲ့အပင်ကိုကျွန်တော်ကအပြင်မှာငါးတွေမထည့်ထားတဲ့ကန်ထဲမှာတက်ထားလိုက်တာကြည့်အမြင့်တွေကတန်ပါဒီဟာကငါးကန်ထဲကထုတ်လာတဲ့အပင်မှာအပြင်ရောက်လာတော့ခုလိုအမြင့်တွေလည်းအញ្ញမ်းကိုတန်တယ်အဲ့ဒါဘာဖြစ်လို့လဲငါးကန်ထဲမှာငါးနဲ့တွဲထားရင်အပင်တွေကတည်သွားပြီးတော့အခုလိုအပြင်မှာတီးတန့်ထားရင်အမြင့်တွေကအញ្ញမ်းကိုတန်တယ်ဒီအပင်လည်းတူပဲဒါကျွန်တော်ငါးကန်ထဲကထုတ်ထားတာပါအပြင်မှာဒီတိုင်းလေးထားတာရေလည်းမလဲဘူးအတိုင်းပဲပြစ်ထားတာအကြာကြီးပဲအပင်ကလည်းတန်လို့အမြင့်တွေကလည်းအများကြီးပဲဗျာကြည့်ပါဦးဒါငါးကန်ထဲကထုတ်ထားတဲ့အပင်မှာငါးကန်ထဲမှာအကြာကြီးထားရင်အပင်ကမဲပြီးတည်သွားတယ်အပြင်မှာထားတော့အခုလိုမျိုးတအားကိုတန်လို့ဗျာဘာဖြစ်လို့လဲဗျဒီဘက်ကအပင်လေးကိုလည်းကြည့်ပါဒီအပင်ဆိုရင်ကျွန်တော်ကဝယ်လာကနေကငါးကန်ထဲမှာလုံးဝမထည့်ပဲအပြင်မှာတီးတန့်ထားတာရေလည်းလုံးဝမလဲဘူးတော့ဒီတိုင်းပဲပြစ်ထားတာကျုပ်အပင်တော်မှာအခြေကြီးဖြစ်လို့ဗျာငါးကန်ထဲထည့်ဘာလို့တည်သွားတာလဲတီးတဲ့လူရှင်ပြောပြပေးပါလားဗျာကျွန်တော်တကယ်မသိလို့ပါဒီမှာမြင်တဲ့အတိုင်းပဲဗျာရေမလဲတာကြာတော့မွန်ကြီးတွေကလည်းတက်လို့ဒါလည်းအပင်ကမတည်ဘူးဗျမဲနေမမဲဘူးကျွန်တော်မွန်ကြီးလေးတွေဖယ်ပြမယ်နော်သူရဲ့အရွက်လေးတွေမှာစိမ့်နေရပဲအမြင့်လေးဆိုတော့စိမ့်နေရပဲလုံးဝမမဲဘူးကျွန်တော်ကန်လည်းလုံးဝရေမလဲဘူးနော်ရေတကယ်မလဲပဲပြစ်ထားတာပါရေတွေရော့သွားနေတာနည်းနည်းစီပြန်ဖြည့်ပြီးထားတဲ့ကန်မျိုးပါရေတစ်ခါမှမလဲဘူးတစ်ခါမှမဆေးပေးဘူးပါဘူးဒါပေမဲ့ဒီအပင်တွေကဘာဖြစ်လို့လဲငါးကန်နဲ့ထည့်လိုက်လို့ရှိရင်ဆိုမဲပြီးခဏလေးတည်သွားတယ်မကြည့်တာဆိုတော့မွန်ကြီးတွေကအစားစိမ့်နေတာပဲအမြင့်တွေကအစားကြည့်ပါဗျာဒါဝယ်လာကနေကဒီတိုင်းပဲစမ်းထားကြည့်တာကျိုးအပင်ကအကြီးပြောကွေးလို့ကောက်လို့အကြီးပဲဗျာလာမလားဘာဖြစ်လို့ငါးကန်တဲထဲလို့မရတာလဲဗျဒီများတွေဘယ်လိုများစိုက်ကြတာလဲတီးလို့ရှိရင်ကျွန်တော်ပြောပြခဲ့ပါနော်အပင်ကန်မျိုးလောက်ချင်တာမဟုတ်ပါဘူးငါးကန်ထဲမှာတစ်ပင်နှစ်ပင်အလားပဲထည့်ချင်တာပါအားလုံးကိုကျေးဇူးတင်ပါတယ်